ကဘာမြေပုံထဲမှာမပါလာအောင်ဝေးလံလာတဲ့ဒေသတစ်ခုမှာဘာကလို့ခေါ်တဲ့ရွာလေးတစ်ရွာရှိပါတယ်။ဒီရွာမှာ Viking တွေခေတ်အဆက်ဆက်နေထိုင်ခဲ့ကြပေမဲ့အိမ်တွေအကုန်လုံးကတော့အသစ်ဖြစ်နေပါတယ်။လက်ဆက်တဲ့လေတန်ရှင်းတဲ့ရေနဲ့အရန်လာတဲ့သဘာဝပတ်ဝန်းကျင်ရှုခင်းတွေကြောင့်ပြည့်ပြည့်စုံတယ်လို့ထင်ရပေမဲ့ဒီနေရာမှာအဖြတ်ကောင်တွေအရန်ပေါ်ပါတယ်။အိမ်တွေကိုခဏခဏပြန်ဆောက်ရအောင်ဖြတ်စီးတဲ့အဖြတ်ကောင်တွေဆိုတာကြွက်တွေချတွေမဟုတ်ပဲမီးမုံနိုင်တဲ့ငကားတွေဖြစ်ပါတယ်။ပုံမှန်လူဆိုရင်ဒီလောက်အန္တရာယ်များတဲ့နေရာမှာနေကြမှာမဟုတ်ပေမဲ့ Viking တွေကတော့အန္တရာယ်ဆိုတဲ့ကောင်ကိုတော့လက်ဦးအောင်တပ်ပြရမှကျင်းတဲ့လူချမ်းကြီးတွေဖြစ်ပါတယ်။ Viking တွေရဲ့ခေါင်းဆောင်က Stoic ဖြစ်ပြီးခလေးဘွားတွေကငကားတစ်ကောင်ကိုခေါင်းဆွဲဖြုတ်ဖူးတယ်လို့ပြောကြပါတယ်။ဗပဲပေါ်မှာအလုံးလုံးနေတဲ့ပျော့ဖက်ဖက်ပိန်ချောင်ချောင်ကောင်လေးကတော့ခေါင်းဆောင် Stoic ရဲ့သား Hiccup ပဲဖြစ်ပါတယ်။ငကားတွေနဲ့ရင်ဆိုင်မဲ့ Viking တွေကိုလိုအပ်တဲ့လက်နက်တွေထုတ်ပေးရတာရဲ့ဗပဲပေါ်မှာဓာသွေးမီထိုးလုပ်ရတာရဲ့ကသူ့တာဝန်ဖြစ်ပါတယ်။တစ်ချိန်မှာကြမ်းတမ်းတဲ့ Viking ဖြစ်လာနိုင်ခြေရှိတဲ့ကလေးတွေကတော့မိသက်အဖွဲ့ထဲဝင်ခွင့်ရပြီးငကားတွေနဲ့တိုက်ခိုက်နေကြတဲ့အန်နီရတော်ထဲမှာကွင်းစင်ပြီးမိသက်ခွင့်ရှိပါတယ်။ Hiccup ကမိသက်အဖွဲ့ရဲ့ခေါင်းဆောင်အနာဂတ်ကျယ်ပွင့်လေး Astrid ကိုကြိတ် crash နေတာကြောင့် Astrid သူ့ကိုအထင်ကြီးအောင်ငကားတစ်ကောင်တပ်ပြခြင်းနေပါတယ်။ Hiccup ရဲ့ဗပဲဆရာကောပါကတော့တူမနိုင်ပစိမနိုင်မဲနဲ့ငကားနောက်ကတော့ဖြတ်မလျှောက်မိစေနဲ့လို့အားပေးပါတယ်။ Hiccup ကတူရီပစိမတွေမနိုင်ပေမဲ့ငကားတက်ဖို့နှလုံးပြူအမြောက်တက်လက်တီထွင်ထားပါတယ်။ငကားတစ်ကောင်ကိုသာတတ်နိုင်ရင်ရီးစားတစ်ယောက်ရမှာအပြင်တရွာလုံးကပါအထင်ကြီးသွားမှာဖြစ်ပါတယ်။တချို့ငကားတွေကအန်ဒီရများလုံးလို့အတော်ဆုံး Viking တွေပဲတတ်နိုင်ကြပါတယ်။ငကားတွေအားလုံးထဲမှာမှတရအခက်ဆုံးနဲ့ကြောက်စရာအကောင်းဆုံးငကားကတော့ Night Fury လို့ခေါ်ပါတယ်။တခြားငကားတွေကရွာကနေတိုးတွေလာခိုးကြပေမဲ့ Night Fury ကတော့တခါမှလာမခိုးဘူးလို့ရှိတာရှိပေမဲ့ဘယ်သူမှတော့သိချမမြင်ဘူးတဲ့ငကားမျိုးစိတ်ဖြစ်ပါတယ်။သူမုန်းလိုက်တဲ့မိကလျှက်စီးလိုမြန်ဆန်ပြီးပြစ်မှတ်ကိုမလွဲတဲ့ငကားဖြစ်တာကြောင့်လူတိုင်းကြောက်ကြရပါတယ်။ဒီညမှာထူးထူးဆန်းဆန်း Night Fury တကောင်လျှောက်လာလို့ Hiccup ကဘယ်သူမှမတတ်ဘူးတဲ့ငကားကိုသာသူတတ်နိုင်ရင်ရွာမှာနာမည်ကြီးပြီဆိုပြီးသူ့အမြောက်နဲ့အတူရွာရဲ့အမြင့်ဆုံးနေရာကိုတက်သွားပါတယ်။အမောင်ထဲမှာကိုရောင်ဖြောက်နေတဲ့ Night Fury ကိုကျယ်ရီချတဲ့ရေးရေးလေးမြင်လိုက်တာနဲ့ Hiccup ကကြိုးတက်ထားတဲ့အမြောက်ဆန်နှလုံးနဲ့ပစ်လိုက်ပါတယ်။ရန်တမ်းပစ်လိုက်တာထိသွားတာကြောင့် Hiccup က Viking သမိုင်းမှာ Night Fury ကိုသူပထမဆုံးတတ်နိုင်ပြီဆိုပြီးတယောက်တည်းအောင်ပွဲခံနေတော့ငကားတစ်ကောင်လျှောက်လာပါတယ်။ Hiccup အသေးအတန်ထွက်ပြေးလာတာကိုသူ့အဖေ Stoic တွေ့သွားတော့ငကားကိုလက်သီးနဲ့ထိုးပြီးခေါင်းနဲ့တိုက်လိုက်တာငကားကကြောက်ပြီးထွက်ပြေးသွားပါတယ်။ Hiccup ကပြတိပြရာနဲ့ထွက်ပြေးရင်ဟိုတိုက်ဒီတိုက်ကနေဖမ်းထားတဲ့ငကားတွေလွတ်ကုန်ပြီးတိုးတွေကိုကြီးသွားပါတယ်။သူ့ကြောင့်ရွာရဲ့ဆောင်းတွင်းစာရိတ်ခါတွေပါသွားတဲ့အတွက်ခေါင်းဆောင် Stoic ကအကြီးအကျယ်ဆူပါတယ်။ Hiccup ကသူ့လဲ Viking မို့ငကားတက်ချင်တဲ့ဗီဇပါကြောင့်ပြောတော့ Stoic ကငကားတက်တာထက်ကိုနဲ့တင့်တော်တဲ့အလုပ်ပဲလုပ်ဖို့ပြောလိုက်ပါတယ်။တရွာလုံးရှိမှအဆူခံလိုက်ရတဲ့အပြင်ရွယ်သူတွေကပါသူ့ကိုအတုံးမကျဘူးလို့မြင်နေတာကြောင့် Hiccup ကရှက်သွားပါတယ်။နောက်နေ့မှာတော့ Hiccup ကသူ့ပြစ်လိုက်တဲ့ Night Fury ပြုတ်ကျသွားတဲ့တောထဲကိုသွားကြည့်ပါတယ်။ Stoic ကလည်းမျိုးနွယ်ကောင်းဆောင်တွေနဲ့ငကားတိုက်ကိုရှာပြီးဖျက်ဆီးဖို့အစည်းအဝေးလုပ်နေပါတယ်။ရွာကိုငကားတွေလာဖျက်ဆီးတာစောင့်မနေတော့ပဲငကားတွေစီလက်ဦးအောင်သွားပြီးမျိုးဖြုတ်ပစ်ချင်နေတာဖြစ်ပါတယ်။ငကားတိုက်ဆိုတာဘယ်နားမှရှိမှန်းတော့မသိပေမဲ့နတ်ဆရာမကြီးကရှာတွေ့မယ်လို့နမိတ်ပေးတဲ့အပြင်သူတို့လိုကြန့်ခိုင်တန်ဆွမ်းတဲ့ Viking တွေအနေနဲ့ငကားတိုက်ကိုဖျက်ဆီးနိုင်မယ်လို့ယုံကြည်တာကြောင့်အားလုံးကလည်းငကားတိုက်ကိုရှာဖို့သဘောတူကြပါတယ်။သူမရှိတဲ့အတော်အတွင်းလူသစ်တွေလေ့ကျင့်ပေးဖို့ကိုတော့သူ့တငယ်ချင်းကောဘာကိုတာဝန်ပေးခဲ့ပါတယ်။ကောဘာကလူသစ်လေ့ကျင့်ရေးမှာ Hiccup ကိုထည့်ဖို့အကြံပေးတော့ Stoic ကသူ Hiccup အရွယ်မှာငကားတစ်ကောင်ကိုတတ်နိုင်လောက်အောင်တန်မာနေပေမဲ့ Hiccup ကတော့ပလွေရိုးလေးမို့သူ့ခြေရနင်းနိုင်မှာမလားလို့စိုးရိမ်နေပါတယ်။ဒါပေမဲ့ကောဘာတိုက်တွန်းလို့ Hiccup ကိုလေ့ကျင့်ရေးထဲထည့်ဖို့သဘောတူလိုက်ပါတယ်။တောထဲမှာ Night Fury ကိုလိုက်ရှာနေတဲ့ Hiccup ကတနေရာရောက်တော့သူပြစ်လိုက်တဲ့အမြောက်ဆန်ကကျိုးတွေနဲ့တုံမိပြီးမလှုပ်နိုင်ဖြစ်နေတဲ့ Night Fury ကိုရှာတွေ့သွားပါတယ်။ Night Fury ကမသေးသေးတာကြောင့် Hiccup ကသူ့တကယ် Viking စစ်စစ်ဖြစ်ပြီလို့ကြွေးကြော်ပြီးတပ်ဖို့လုပ်ပါတယ်။ဒါပေမဲ့သူ့ကိုကြည့်နေတဲ့ Night Fury ရဲ့အပြစ်မဲ့တဲ့မျက်လုံးတွေကြောင့်မတက်ရက်တော့ပဲကျိုးတွေကိုဖျက်ပေးလိုက်ပါတယ်။ Night Fury ကလွတ်သွားတာနဲ့ Hiccup ကိုတပ်ဖို့လုပ်ပြီးမှသူ့ကိုကျိုးတွေကနေလွတ်ပေးတဲ့သူမျိုးမတက်တော့ပဲထပြန်ပေမဲ့မပြန်နိုင်ပဲပြုတ်ကျသွားပါတယ်။ Hiccup လည်းကြောက်လန့်ပြီးအိမ်ကိုပြန်ပြေးလာပါတယ်။တပ်ဖို့အစင်းသင်းရှိနေတဲ့ငကားကိုတော့မတက်ရတဲ့ Hiccup ကငကားတက်သမားမဖြစ်ချင်တော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့ညမှာပဲသူ့အဖေကနောက်နေ့ရစပြီးငကားတက်သမားလူသစ်လေ့ကျင့်ရေးထဲဝင်ရမယ်လို့ Hiccup ကိုပြောပါတယ်။ Hiccup ကမဝင်ချင်တော့ဘူးလို့ပြောပေမဲ့ Stoic ကဝင်ချင်ပါရဲ့နဲ့သူ့ကိုကြောက်လို့မဝင်ချင်ဘူးပြောတာထင်ပြီး motivate ပေးနေတာကြောင့် Hiccup လည်းဘာမှအထွတ်မတက်ပဲလက်ခံလိုက်ရပါတယ်။လေ့ကျင့်ရေးအဖွဲ့ထဲမှာတော့လူသစ်တွေထဲမှာအတော်ဆုံး Astrid ဘယ်နာမှမတူတဲ့အမွှားနှစ်ယောက် Roughnut နဲ့ Toughnut လေကြီးပြီးဟိတ်ဟန်အပြင်းနဲ့ Snorkel ငကားတွေအကြောင်းအကုန်သိတဲ့ဝတ်တုပ် Fishleg တို့ပါကြပါတယ်။လူသစ်အားလုံးကငကားတစ်ကောင်နဲ့လေ့ကျင့်ဖို့တက်ကြွနေပြီးငကားနဲ့တိုက်ခိုက်လို့အမာရုပ်တစ်ခုရတာကတော့သူတို့အတွက်ဂုဏ်ယူစရာဖြစ်နေပါတယ်။ Hiccup ကတော့ပစိန်ကိုတော့မနှဲမနေရတာကြောင့်တစ်ဖွဲ့လုံးကသူ့ကိုအတုံးမကျတဲ့လူလို့သတ်မှတ်ထားကြပါတယ်။သူတို့ကိုလေ့ကျင့်ပေးမဲ့ဆရာကောဘာကဒီလေ့ကျင့်ရေးဘလောက်အန္တရာယ်များကြောင်းကိုအရင်ဆုံးရှင်းပြပါတယ်။လေ့ကျင့်ရေးတွေအားလုံးပြီးသွားရင်အတော်ဆုံးသူကတရွာလုံးရှိမှငကားတစ်ကောင်ကိုတပ်ပြခွင့်ရှာမှာဖြစ်ပါတယ်
ဘသူအတော်ဆုံးဆိုတာကိုသိရဖို့အတွက်နတ်ဆရာမကြီးကစောင့်ကြည့်အမှတ်ပေးအကဲဖြတ်နေပါတယ်။ဂေါ်ဘာကသူတို့လေ့ကျင့်မှုအတွက်ပထမဆုံးနဂါးတစ်ကောင်ကိုလွှတ်ပေးလိုက်ပါတယ်။သူကမတိုက်ခင်အရင်သင်ပေးမဲ့အစားနဂါးစာဖြစ်ခန့်ဒီမှပညာပေးတတ်တဲ့ဆရာမျိုးဖြစ်ပါတယ်။ဒီနေ့လေ့ကျင့်ရေးကတိုက်ခိုက်ဖို့မဟုတ်သေးပဲကာကွယ်ဖို့လေ့ကျင့်ရမယ်လို့ပြောတာနဲ့ထက်မြက်တဲ့ Astrid ကဒိုင်းတွေယူကြဖို့ပြောပါတယ်။ Hiccup ကဒိုင်းတစ်ဖက်ပစိန်တစ်ဖက်နဲ့အလှုပ်ရှုပ်နေလို့ဂေါ်ဘာကပစိန်ကိုဆွဲလွှတ်ပစ်လိုက်ပါတယ်။အမွှာနှစ်ယောက်ကတော့ဒိုင်းတစ်ခုကိုဝိုင်းလူနေတော့နဂါးကမီးမှုတ်လိုက်တာကြောင့်နှစ်ယောက်လုံးထွက်လာရပါတယ်။နဂါးတွေအားလုံးကမီးမှုတ်တဲ့အချိန်ရဲ့အကန့်အသတ်ရှိကြပြီးဂရွန်ကန်နဂါးကဘယ်နှချက်မှုတ်နိုင်လဲလို့ဂေါ်ဘာကမေးတော့ fish leg တယောက်ပဲ6ချက်မှုတ်နိုင်တယ်လို့ဝမ်းသာအားရထားဖြစ်ပါတယ်။တခုပဲမေးပေမဲ့နဂါးအကြောင်းအရန်ပြောကျင်နေတဲ့ fish leg ကပေးရှင်နေလို့မီးမှုတ်ခံလိုက်ရပြီးထွက်လာရပါတယ်။ Snot လောက်ကတော့ Astrid ကိုဖုန်ကြောင်တာလွန်နေလို့ထွက်လာရပြီးငကြောက်လေး Hiccup ကတော့ပုံနေပါတယ်။ Astrid ကနဂါးမီးမှုတ်အောင်အတန်းနဲ့မြားပြီးနဂါးကိုမီးကုံအောင်လုပ်နေလို့ချီကျူးခံနေရခြင်း Hiccup ကတော့ဝါတတာလုပ်နေလို့မီးမှုတ်ခံလိုက်ရပြီးဒိုင်းမီဆွဲသွားပါတယ်။ထွက်ပြေးဂျောင်ပိတ်ခံလိုက်ရတော့ဘာဘီကျူးမဖြစ်ခင်ဂေါ်ဘာကပဲနဂါးကိုဝင်တာပြီးလှောင်ရည်နဲ့ပြန်ထည့်လိုက်ပါတယ်။နဂါးဆိုတာအမြဲတမ်းလူကိုအသေးသက်ဖို့ကြိုးစားမှလို့ Hiccup ကိုပြောတော့ Hiccup ကသူ့ကိုမတတ်ပဲလှုပ်ပေးခဲ့တဲ့ Night Fury ကိုတတိယသွားပါတယ်။အဲဒါကြောင့် Night Fury ရှိတဲ့နေရာကိုပြန်သွားချောင်းတော့ Night Fury ကခုထိလည်းမပြန်နိုင်သေးပဲကြောက်ထဲကရေကန်တစ်ခုနားမှာတဝဲလဲလဲဖြစ်နေပါတယ်။ Hiccup က Night Fury ရဲ့ပုံကိုဆွဲနေရင်အမြင့်တစ်ချမ်းပြတ်နေတာသတိထားမိလိုက်ပါတယ်။အဲညမှာတော့ဂေါ်ဘာကတင်းတန်းသားတွေကိုနဂါးတွေအကြောင်းရေးထားတဲ့ကြံကြီးဖတ်ခိုင်းပါတယ်။သူတို့သိသမျှနဂါးတွေအကြောင်းဗဟုသုတတွေနဲ့ပြုစုထားတာဖြစ်ပါတယ်။စာဖတ်တာစိတ်ဝင်စားတဲ့အမွှာတွေနဲ့ Snot လောက်ကမဖတ်ဘဲပြန်သွားကြပြီး Fish Leg ကလည်းအလို့ရတဲ့အထိအချိန်ချင်းဖတ်ထားပြီးပြီဖို့မဖတ်တော့ပဲပြန်သွားပါတယ်။ Astrid ကဖတ်ဖို့လုပ်ပေမဲ့ Hiccup ကဖွင့်လာကြောင်နေတာနဲ့ပဲမဖတ်ချင်တော့လို့ပြန်သွားပါတယ်။တယောက်ထဲကြံခဲ့တဲ့ Hiccup ပဲဖတ်ကြည့်တော့နဂါးမှန်သမျှကတေးသေးနိုင်အောင်အနေရများတဲ့တွေးတာနဲ့တက်ဆိုတဲ့မှတ်ချက်တွေပဲရေးထားပါတယ်။ Night Fury အကြောင်းရှာကြည့်တော့နဂါးကလွဲရင်အရွယ်အစားအမြန်နှုံးဘာမှရေးမှတ်ထားတာမရှိပဲမိုးကြိုးနဲ့တင်မင်းဆက်ပြီးမွေးလာတဲ့တာရဲကောင်မို့အနေရများတယ်လို့ပဲရေးထားပါတယ်။နဂါးတိုင်းကိုတွေးတာနဲ့တက်ဆိုတာကြီးပဲရေးထားပေမဲ့ဒီနဂါးကိုတော့ထိတ်တိုက်ရှင်မဆိုင်မှုသတိပေးထားပါတယ်။နောက်ရက်လေးကြည့်ရင်မှလည်းထုံးစံအတိုင်းတစ်ဖွဲ့လုံးထွက်ရပြီးထက်မြက်တဲ့ Astrid တယောက်ပဲနဂါးကိုလှောင်ရင်းနဲ့ပြန်ထည့်နိုင်လိုက်ပါတယ်။ Hiccup ကတော့လေ့ကျင့်ရေးပြီးတာနဲ့ငါးတကောင်ယူလာပြီးမရဲတရဲနဲ့ပဲ Night Fury ကိုကြွေးကြည့်ပါတယ်။ Night Fury ကဒီတိုင်းနေရင်သွားတွေမရှိပဲအစာစားတော့မှသွားတွေထွက်လာပါတယ်။တကောင်လုံးကိုစားပြီးမှငါးတစ်ပိုင်းကိုပြန်အထုတ်ပြီး Hiccup ကိုကြွေးပါတယ်။ Hiccup ကမစားခြင်းပဲမဲ့ Night Fury ကစေရနာကိုစော်ကားရင်မီးနဲ့မှုတ်မယ်ဆိုတဲ့အကြည့်နဲ့ကြည့်နေတာကြောင့်အောင့်တက်တက်နဲ့ပဲကိုက်စားလိုက်ရပါတယ်။ Hiccup က Night Fury ကိုထိကြည့်ဖို့ကြိုးစားပေမဲ့ Night Fury ကတော့ရှောင်ဖယ်ပဲလုပ်နေပါတယ်။ Hiccup ကမြေကြီးပုံမှာပုံဆွဲနေတော့ Night Fury ကလည်းတစ်ကိုင်းနဲ့ဟိုချစ်တီချစ်လိုက်ဆွဲပါတယ်။သူဆွဲထားတဲ့ပုံပေါ် Hiccup တက်နေပြီးတော့စိတ်တို့ပြလို့ Hiccup ကတိုင်းွက်နေပြီးလမ်းလျှောက်ရပါတယ်။အချင်းချင်းတယောက်ပေါ်တယောက်ရံမလို့ဘူးဆိုတာကိုသိလာတဲ့အတွက်ဒီတစ်ချိန် Hiccup ထိကြည့်ဖို့လုပ်တဲ့အခါမှာတော့ Night Fury ကကြည်ကြည်ပြူပြူပဲလက်ခံလိုက်ပါတယ်။ Hiccup ကသွားတွေမရှိတဲ့ Night Fury ကို Toothless ဆိုနာမည်ပေးလိုက်ပါတယ်။အဲညမှာဂေါ်ဘာကသူ့လက်တစ်ချောင်းနဲ့ခြေထောက်တစ်ချောင်းကိုနဂါးတွေဘလို့စားသွားကြောင်းတပည့်တွေကိုအားရပါရပြောပြနေပါတယ်။ Snot လောက်ကတွေးတဲ့နဂါးတိုင်းရဲ့ခြေလက်တွေကိုဖြတ်ပြီးဂေါ်ဘာအတွက်ဂလဲစားခြေပေးမယ်လို့လေ့ကျင့်နေပါတယ်။ဂေါ်ဘာကတော့နဂါးတွေကိုတကယ်အနိုင်ယူခြင်းတောင်ပန်နဲ့အမီးကိုဖျက်ရတယ်လို့ပညာသင်ပေးပါတယ်။နဂါးတွေကအမီးနဲ့တောင်ပန်တစ်ခုခုပြတ်ရင်မပြန်နိုင်တော့ဘူးလို့ပြောပြတော့ Night Fury ဘာကြောင့်မပြန်နိုင်လဲဆိုတာ Hiccup သဘောပေါက်သွားပါတယ်။အဲဒါကြောင့်အမီးတူတစ်ခုစူးစမ်းပန်းစားလုပ်ပြီးနောက်နေ့မှာ Night Fury စီကိုငါးတွေအများကြီးယူသွားပါတယ်။ Night Fury ကငါးအကုန်စားပေမဲ့ငရှင့်ကိုတော့ကြောက်တာကြောင့် Hiccup လည်းငရှင့်ကိုအမြန်လွှင့်ပစ်လိုက်ရပါတယ်။ Night Fury ငါးတွေစားနေတော့ Hiccup ကသူ့လှုပ်လာတဲ့အမီးတစ်ဖက်ကိုတက်ပေးပါတယ်။သူတက်နေတော့ Night Fury ကထပြန်တာကြောင့်သူပါတန်းလန်းပါသွားပါတယ်။ပြန်နေချိန်မှာအမီးကခောက်သွားလို့ Hiccup လက်နဲ့ဖြတ်ပေးထားမှပြန်နိုင်ပြီးလက်လွတ်တာနဲ့ပြန်ပြုတ်ကျလာပါတယ်။နောက်တစ်ရက်မှာတော့လေ့ကျင့်ရေးလူသစ်တွေကခေါင်းတစ်လုံးကမီးတောက်စေတဲ့အစိမ်းငွေတွေမှုတ်ပြီးနောက်တစ်လုံးကမီးမှုတ်နိုင်တဲ့ခေါင်းနှလုံးတကားနဲ့တိုက်ခိုက်ရပါတယ်။ခေါင်းနှလုံးမို့နှစ်ယောက်တစ်ဖွဲ့တိုက်ခိုက်ပေမဲ့သူတို့အချင်းချင်းပဲရှံဖြစ်နေကြလို့သိမလို့ဖြစ်နေချိန် Hiccup ကနဂါးကိုလွယ်လွယ်ကူကူပဲလှောင်ရင်းနဲ့ပြန်ပေါင်းသွင်းလိုက်ပါတယ်။တကယ်တော့ Hiccup ကငရှင်းတစ်ကောင်ဖွက်ပြီးယူလာလို့နဂါးကကြောက်ပြီးပြန်ဝင်သွားတာဖြစ်ပါတယ်။အိမ်မြောင်လိုကောင်လေးကနဂါးတစ်ကောင်ကိုဖိုက်တာလို့အမိတ်ပေးလိုက်နိုင်တာကြောင့်အကုန်လုံးကကြောက်ကြည့်နေကြပါတယ်။ Hiccup ကတော့မလိတ်တစ်ပတ်နဲ့လှည့်ထွက်လာပြီး Toothless ကိုသူအဆင့်မြင့်ထားတဲ့အမီထပ်တက်ပေးပါတယ်။အမီကဆက်နေမှပြန်နိုင်လို့သူကကြောပေါ်တက်စီပြီးအမီကိုကျိုးနဲ့ဆွဲပေးထားပါတယ်။ဒါပေမဲ့အသားမကျသေးလို့နှစ်ကောင်လုံးဒုဒလီပန်းကင်နဲ့ကျသွားပါတယ်။ပန်းအမှုန့်တွေကြောင့် Toothless ကမနာနဲ့နှာချနေတာတွေ့ပြီး Hiccup ကနောက်နေနဂါးတင်တန်းမှာပန်းအမှုန့်တွေယူသွားပါတယ်။ ဂရွန်ကန်နဂါးကိုပန်းတွေနဲ့မှုတ်လိုက်တော့နဂါးခမနှာချင်းဇောက်ထိုးမှုမျှော်နဲ့သူ့အခန်းသူပြန်ရောက်သွားပါတယ်။နဂါးတွေကခွေးတွေလိုပဲလဲဘင်းကိုပုတ်ပေးရင်စိမ့်ကြပြီးအိပ်ပျော်သွားတတ်တာကိုသိလာတော့ Hiccup ကလေ့ကျင့်ရေးကွင်းမှာအဲ့လိုလိုက်လုပ်ပါတယ်
Astrid ကပစိန်နဲ့ခုတ်ဖို့လုပ်နေတော့ Hiccup ကငကားကိုလက်ပလာနဲ့အမှောက်သိမ်းလိုက်နိုင်တာကြောင့်အားလုံးက Hiccup ကိုအထင်တွေကြီးကုန်ကြပါတယ်။ငကားတွေကကြောင်တွေလိုအလင်းပြောက်လေးမြင်ရင်လိုက်ဖမ်းတတ်တာကိုသိလာတော့လေအဲ့ဒီအကွက်နဲ့ကြောက်စရာငကားကြီးကိုလှောင်ရင်းနဲ့ပြန်ထည့်လိုက်ပါတယ်။အတော်ဆုံးမှဆိုတဲ့ Astrid ကတော့ဘာမှမဟုတ်တဲ့လူဖလန်ကောင်လေးကိုမကြော်နိုင်လို့မကြေမနက်ဖြစ်နေပါတယ်။တစ်ဖက်မှာငကားတိုက်သွားရှာတဲ့ Stowaway တို့ကတော့အတိုင်းမတွေ့လာပဲငကားတွေတိုက်ခိုက်တာခံရလို့တက်ပြက်ပြီးအိမ်ပြန်လာကြပါတယ်။ပြန်ရဲရောက်ချင်းသူ့သားရဲ့မယုံကြည်နိုင်စရာဂုဏ်သတင်းတွေကိုကြားလိုက်ရလို့အံ့ဩပန်းဖြစ်နေပါတယ်။ Hiccup ကတော့ Toothless နဲ့အပြန်လေ့ကျင့်နေပါတယ်။အမီးကိုဂီယာနဲ့ထိန်းချုပ်ပြီးဘလို့အနေထားဆိုဘလို့ပြန်နဲ့လိုက်မှတ်နေတော့အရန်အမြင့်ကြီးကိုပြန်သွားတော့ Hiccup ကမတော်တဆပြုတ်ကျသွားပါတယ်။အမီးကိုထိန်းချုပ်ပေးထားတဲ့ Hiccup ပြုတ်ကျတာနဲ့ Toothless လည်းဆက်မပြန်နိုင်တော့ပဲပြုတ်ကျလာပါတယ်။ Toothless က Hiccup ကိုလိုက်ဖမ်းသလို Hiccup ကလည်းပြန်ခိုးတက်နိုင်လိုက်တာကြောင့်ကံကောင်းပြီးအသက်ရနဲ့မြေပေါ်ပြန်ရောက်လာကြပါတယ်။အိမ်ပြန်ရောက်တော့ Stowaway ကသူ့သား Hiccup ကိုအကြီးအကျယ်ချီကျူးနေပါတယ်။သူ့အမေရှင်ကတစ်ဖက်နဲ့လှုပ်ထားတဲ့ခေါင်းဆောင်ကိုလည်းဂုဏ်ပြုလက်ဆောင်အဖြစ်ပေးပါတယ်။ရှင်ကနောက်တစ်ဖက်ကတော့သူ့ခေါင်းမှာဆောင်းထားတဲ့ခေါင်းဆောင်ဖြစ်ပါတယ်။နဂါးလေးချင်းရဲ့နောက်ဆုံးနေ့မှာတော့ရွာအကြီးကဲတွေကအတော်ဆုံးနဂါးသက်သမားတယောက်ကိုရွေးမှဖြစ်ပါတယ်။ Hiccup ကဒီပွဲမှာမနိုင်ခြင်းပဲမဲ့နဂါးကသူ့ကိုလက်တိုက်ခိုက်တာကြောင့်အိပ်ပျော်အောင်သိလိုက်ပါတယ်။ဒါကြောင့်အတော်ဆုံးနဂါးသက်သမားဖြစ်သွားပြီးအားလုံးရှိမှနဂါးတစ်ကောင်ကိုတပ်ပြရတော့မှဖြစ်ပါတယ်။ပွဲပြီးချင်း Hiccup က Toothless စီအပြေးသွားတော့ Toothless ကရှိမနေပဲသူ့ကိုမတင်ကားတဲ့ Astrid ကစောင့်နေပါတယ်။ Astrid ကပစိန်တကားကားနဲ့ Hiccup ကိုစစ်မေးနေတော့ Toothless ကသခင်ကိုကာကွယ်ပေးဖို့အတွက်ပုံနေရာကနေထွက်လာပါတယ်။အချင်းချင်းမတက်ကြခင် Hiccup ကပဲဂျားထဲကနေတငယ်ချင်းတွေပါဆိုပြီးမိတ်ဆက်ပေးလိုက်ပါတယ်။ Astrid ကကြောက်ပြီးထွက်ပြေးသွားတော့ဒီအကြောင်းတွေရွာမှာတော့မပြောခင် Hiccup ကအတင်းလိုက်ခေါ်ပြီးငကားကြောပေါ်ဆွဲတင်လာခဲ့ပါတယ်။ Hiccup ကသာဘာမှကြောက်စရာမလိုဘူးလို့ပြောနေပေမဲ့ Astrid ကိုကြည့်မရသေးတဲ့ Toothless ကတော့အားရပါရပညာပြနေပါတယ်။နှိမ့်ဆက်လို့တော့မှကောင်းကောင်းမွန်မွန်ပြန်တမ်းပြီးခေါ်သွားပါတယ်။ Astrid ကလည်းအစားအကြောက်နေပေမဲ့သူမမြင်မှုတဲ့ရှုခင်းတွေကိုအပေါ်စီးကနေကြည့်ပြီးသဘောကျနေပါတယ်။ Astrid က Hiccup နဲ့ Toothless တို့ကိုနားလည်သွားပေမဲ့ Viking တရွာလုံးကတော့ငကားတွေဟာလူတွေနဲ့မိတ်ဆွေဖြစ်နိုင်တယ်ဆိုတာကိုဘယ်သူမှလက်မခံကြလောက်အောင်ကောင်းပါပါတယ်။အဲ့ဒါကြောင့် Hiccup ကဘာလို့ရမှန်းမသိဖြစ်နေတော့တားကောင်ကိုစီချီလာတဲ့ငကားအုပ်ကြီးကတနေရာကိုသွားနေတာတွေ့တော့ Toothless လည်းလိုက်သွားပါတယ်။သူတို့ကငကားတိုက်ထဲကိုသွားကြတာဖြစ်ပြီးချီလာတဲ့အစာတွေကိုသူတို့စားတာမဟုတ်ပဲအတိုက်ထဲမှာရှိတဲ့ငကားကြီးကိုကျွေးကြပါတယ်။ငါးသေးသေးလေးပဲပါလာတဲ့ငကားတစ်ကောင်ကိုငကားကြီးကစားပစ်လိုက်ပြီးကျန်တဲ့ငကားတွေကိုပါမှီတလောက်လိုက်ဆွဲတာကြောင့်အကုန်လုံးအသေးအတန်ပြေးကြပါတယ်။ငကားကြီးကငကားအလုံးရဲ့ဘရင်ဖြစ်ပြီးသူ့ရဲ့လွှမ်းမိုးနိုင်တဲ့အရွယ်အစားကြောင့်တခြားငကားတွေကမတက်တာပဲအစာတွေကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ရှာပြီးလာကျွေးရပါတယ်။အဲ့လိုမကျွေးရင်လည်းသူတို့ကိုအစာအဖြစ်စားပါတယ်။ Astrid ကငကားတိုက်နေရာကိုခေါင်းဆောင်ကိုပြန်ပြောဖို့လုပ်ပေမဲ့ Hiccup ကတော့သူ့ရဲ့ငကား Toothless ကိုပါတတ်မှဆိုတာကြောင့်လျှို့ဝှက်ထားပေးဖို့တောင်းဆိုပါတယ်။နောက်နေ့မှာတော့တရွာလုံးမျှော်လင့်နေတဲ့ငကားတပ်ပွဲနေကိုရောက်လာပြီး Stowaway ကသူ့သားအတွက်ဂုဏ်ယူကြောင်းတွေပြောမဆုံးဖြစ်နေပါတယ်။အားလုံးကကြွညာအောင်အားပေးနေကြချိန်မှာ Hiccup ကဒိုင်းနဲ့အသေးဆုံးဓားလေးကိုပဲယူလိုက်ပါတယ်။သူတက်ရမှာကအတော်ဆုံး Viking တွေပဲတတ်နိုင်တဲ့တကူလုံးမိတောက်နေတဲ့ငကားဖြစ်ပါတယ်။ငကားကတဖြည်းဖြည်းကတ်လာတော့ Hiccup ကဓာတ်နဲ့ဒိုင်းကိုပြစ်ချလိုက်တဲ့အပြင်ခေါင်းဆောင်ကိုပါချွတ်ပြီးငါကသူတို့လိုမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။သူ့လုပ်ရက်တွေကိုနားမလည်နိုင်တဲ့ Stowaway ကငကားကိုတတ်ဖို့ပြောပေမဲ့ Hiccup ကတော့ဓာတ်တွေကိုအားလုံးမြင်ရမယ်လို့ပြောပြီးငကားကိုရှင်းမအောင်လုပ်ပါတယ်။ငကားကလည်းခွေးလေးလိုအနာကလာချိန်မှာ Stowaway ကတူကိုထူချလိုက်တာကြောင့်ငကားကလက်ပြီးထားအောင်ရင် Hiccup ကိုမိနဲ့မှုတ်ပါတယ်။ငကားဝတ်တံကိုကြားလိုက်တဲ့ Toothless ကအပြေးရောက်လာပြီးမိတောင်ငကားက Hiccup ကိုတတ်ဖို့လုံးမှာပဲတက်ကွင်းနဲ့ဝင်လာပါတယ်။မိတောင်ငကားက Toothless ကိုကြောက်လို့သူ့အခန်းသူပြန်ဝင်သွားချိန်မှာရွာသားတွေကတော့မမြင်စဘူး Night Fury ကိုအရှင်ဝိုင်းဖမ်းကြပါတယ်။ Night Fury ကလည်းပြန်တိုက်ခိုက်လို့ Stowaway ကတတ်ဖို့လုပ်တော့ Hiccup က Toothless ကိုရောသူ့အဖေကိုရောတားလိုက်ပါတယ်။ Toothless ရဲ့တခင်တားတော့ငြိမ်ပြီးအဖမ်းခံလိုက်ပါတယ်။ Hiccup ကသူ့အဖေကိုဖြစ်ကြောင်းကုန်စင်တွေပြောပြပြီးငကားတွေကိုအထင်မလွဲဖို့ဖြောင်းပြပါတယ်။ Stowaway ကငကားတွေဆိုတာငါတို့မျိုးနွယ်ရှားကြီးကိုတတ်ခဲ့တာလို့ပြောတော့ကျွန်တော်တို့မျိုးနွယ်ကလည်းသူတို့ကိုထောင်နဲ့ချီတတ်ခဲ့တာပဲလို့ Hiccup ကပြန်ပြောပါတယ်။ငကားတွေကသူတို့အားလုံးထက်ကြီးတဲ့ငကားကြီးတစ်ကောင်အတွက်အစာရှာမပေးနိုင်ရင်သူတို့ကိုယ်တိုင်အစာခံရမှာမို့ရွာကနေအစာတွေလာခိုးနေတာဖြစ်ကြောင်းပြောပြတော့ Stowaway ကငကားတိုက်ကို Hiccup ဖြောက်ပူတာတည်သွားပါတယ်။သူတစ်သက်လုံးရှာနေတဲ့ငကားတိုက်ကိုရှာတွေ့ခဲ့တာလားလို့မေးတော့ Hiccup လည်းမငင်းတာတော့ပဲ Toothless ခေါ်သွားဘူးကြောင်းပြောပြလိုက်ပါတယ်။ငကားတိုက်ကိုငကားတစ်ကောင်ပဲရှာတွေ့နိုင်တာမို့ Stowaway က Toothless ကိုဖမ်းခေါ်သွားပြီးငကားတိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ငကားတိုက်ကိုသာသူ့အဖေတို့ရောက်သွားရင်အားလုံးအသက်ခံရမှာကိုသိနေပေမဲ့ဘာမှမလုပ်နိုင်လို့ Hiccup ကစိတ်တက်ကြနေပြီး Toothless ကိုစားတွေ့တဲ့နေတဲ့ကတက်ပစ်လိုက်ရမှာလို့တွေးနေမိပါတယ်။သူသာသွေးရဲခဲ့ရင်ခုလိုအမှားတွေဖြစ်လာမှာမဟုတ်တော့ဘူးဆိုတဲ့စိတ်နဲ့သူ့ကိုယ်သူငကားမတက်ရတဲ့ပထမဆုံး Viking ဆိုပြီးအားမလို့အားမရဖြစ်နေပါတယ်။ Astrid ကတော့ငကားစီးမှုတဲ့ပထမဆုံး Viking ဖြစ်နေတာနဲ့အားလုံးထက်သာနေပြီလို့အားပေးစကားပြောပါတယ်။
သူနှစ်သိမ့်ပေလို့ Hiccup ကဆက်ပြီးဝမ်းနဲ့နေမဲ့အစားရွာသားတွေကိုအချိန်မီကယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Hiccup ကလေ့ကျင့်ရေးတစ်ဖွဲ့လုံးကိုစုပြီးငကားတိုက်ရှိတဲ့နေရာကိုလိုက်သွားကြဖို့စီယုံပါတယ်။ Viking စစ်တပ်ကြီးကလှေတွေအကုန်ယူသွားတဲ့အပြင်ငကားတိုက်နေရာကိုငကားတွေကပဲတီးမှဖြစ်တာကြောင့်သူ့အစီအစဉ်ကအားလုံးငကားတွေစီးသွားဖို့ဖြစ်ပါတယ်။ Stoic တို့က Night Fury ကြောင့်ငကားတိုက်ကိုရှာတွေ့ပြီးတောင်တန်းရန်ကိုလောက်လွှဲတွေနဲ့ဖြိုချပစ်လိုက်ပါတယ်။အထက်ကနေငကားတွေအုပ်လိုက်ကြီးထွက်ပြေးသွားပြီးငကားဘရင်ကြီးထွက်လာတော့ Viking စစ်တပ်တစ်ခုလုံးထွက်ပြေးကြရပါတယ်။ကျွန်းမော်ကနေပြေးဖို့ကလည်းတင်းမောတွေအားလုံးငကားမီးနဲ့ပျက်စီးကုန်ပြီမို့အားလုံးထွက်ပြေးလို့ရအောင်အချိန်ဆွဲပေးဖို့အတွက် Stoic နဲ့ Gobba တို့နှစ်ယောက်ကနေခဲ့ပါတယ်။သူတို့နှစ်ယောက်ငကားစာဖြစ်ရန်ဆဲဆဲမှာ Hiccup နဲ့တငယ်ချင်းတွေရှောက်လာပြီးသူတို့ငကားတွေနဲ့ဝိုင်းတိုက်ခိုက်ပါတယ်။ငကားချမ်းကျတဲ့ Fish လက်ကငကားကြီးရဲ့အားသာချက်နဲ့အားနည်းချက်တွေကိုအကုန်ရှုပ်ပြလိုက်တော့ Astrid ကချက်ချင်းဖြူအားဆွဲပြီးတိုက်ခိုက်ကြပါတယ်။ Snorklock နဲ့ Fish လက်ကငကားကြီးကိုအာယုံနောက်အောင်လုပ်နေတော့အမွှားနှကောင်ကတော့ငကားကဘလောက်တိုက်ခိုက်နိုင်လဲသိအောင်လုပ်ဖို့ဒေါသထွက်အောင်စွာပေးနေပါတယ်။အဲ့ချိန်မှာ Hiccup က Toothless ကိုသွားခဲ့ပါတယ်။သူတို့ဗျူဟာကကောင်းပေမဲ့အရွယ်အစားကြီးလွန်းသလိုမီးလောင်စေတဲ့အစိမ့်ငွေရောမိပါမှုန့်နိုင်တဲ့ငကားကြီးကိုထိရောက်ဖို့ကတော့လွယ်ကူမနေပဲအကုန်လုံးဖေကိုဖျဲဖြစ်ကုန်ကြပါတယ်။ Hiccup က Toothless ကိုလှုပ်ပေးနေရင်နှစ်ယောက်လုံးရှည်တဲ့နှစ်သွားတော့ Stoic က Hiccup ကိုရော Toothless ကိုပါကယ်ပေးလိုက်ပါတယ်။ Hiccup တို့ကငကားကြီးကိုမိုးပေါ်မြှခေါ်သွားပြီးငကားကြီးကလည်း Night Fury နောက်ကိုလိုက်လာပါတယ်။အရွယ်အစားကြီးတဲ့ကောင်တွေရဲ့သဘာဝအတိုင်းလှုပ်ရှားမှုတွေကတော့နှေးတာကြောင့် Toothless ကမီးလုံးတွေနဲ့လှင်လင်းမြန်မြန်ဖြစ်ပါတယ်။ဒါပေမဲ့ငကားကြီးကမီးတွေမှုန်လိုက်တော့ Toothless ရဲ့အမြီးတူကမီးလောင်ပြီးမပြန်နိုင်တော့ပဲပြုတ်ကျလာပါတယ်။ငကားကြီးကလည်းအခွင့်အရေးရတာနဲ့သူတို့ကိုကိုက်ဖို့လိုက်ဟပ်နေတော့ Toothless ကနောက်ပြန်လှည့်ပြီးမီးလောင်စေတဲ့အစိမ့်ငွေတွေမှုတ်တော်မဲ့ပါဇက်ထဲကိုမီးမှုတ်ထည့်လိုက်ပါတယ်။အဲဒါကြောင့်ငကားကြီးကသူ့ငွေနဲ့သူမီးပြန်လောင်ပြီးပြုတ်ကျသွားပါတယ်။ Toothless နဲ့ Hiccup တို့လည်းဟန်ချက်မထိန်နိုင်ပဲပြုတ်ကျလာပေမဲ့ Toothless က Hiccup ကိုကာဝယ်ပေးနိုင်လိုက်ပါတယ်။ဒဏ်ရာတွေကြောင့်နှစ်ပတ်လောက်သတိမိနေပြီးနောက်အဲ့ရထဲမှာခြေထောက်တစ်ဖက်မရှိပဲနိုးလာပါတယ်။အိမ်ထဲမှာ Toothless ရဲ့ရှိနေသလိုတရွာလုံးမှာလည်းငကားတွေနဲ့ပြေးနေပါတယ်။ငကားတွေကိုရင်မအောင်လုပ်ဖို့ရှေ့ဆောင်လမ်းပြပေးခဲ့တဲ့ Hiccup သတိမိနေတော့မှလှေတွေမိရှို့ခံလိုက်ရတဲ့ Viking တွေကငကားတွေစီးပြီးပဲအိမ်ပြန်လာခဲ့ရပါတယ်။ Hiccup တို့သာရှောင်မလာရင်သူ့အပါဝင်တရွာလုံးတည်နေပြီမို့ Stoic ကလည်းသူ့သားအတွက်ခုံယူနေပါတယ်။သူ့အဖေရဲ့အတိမတ်ပြုခံရတာကသူ့အတွက်တော့အကြီးမားဆုံးလက်ဆောင်တစ်ခုဖြစ်ပါတယ်။ Astrid ကလည်းအရာရာအတွက်သူ့ကိုလက်ဆောင်လေးတစ်ခုပေးပါတယ်။ဗဘဲဆရာGobbaကတော့သူ့ရဲ့ဒီဇိုင်းအတိုင်းပြန်လုပ်ထားတဲ့အမြင့်တစ်ခုလက်ဆောင်ပေးပါတယ်။ခြေထောက်တစ်ဖက်ပဲရှိတဲ့ Hiccup အတွက်အမြင့်တစ်ဖက်ပဲရှိတဲ့သူ့တငယ်ချင်း Toothless ရဲ့လက်ဆောင်ကတော့ကောင်းကင်ကြီးပဲဖြစ်ပါတယ်။